ကေဒီသမားအဲ့လိုအော်ဟိပြီးတော့ရောင်းနေကြမလို့ပေါ့ကွာအလှည့်မင်းလှည့်လေငါတက်အော်ပေးနေမင်းမြန်သွားတော့ငါလှည့်ရောက်တာပေါ့မနေ့ကတည်းကဘူးပိတ်နေကွာတကြောင်တော့အားပါဆွဲလိုက်ချင်တယ်ကွာဘာလို့ဆွဲချင်တာစိုက်ကယ်ကေဒီကိုလေအေးပါဆွဲရပါမယ်အဲ့ကြောင့်မင်းတို့ခေါ်ပေးတာကေဒီရောမေကေဒီဆွဲချင်နေပြီဆွဲရမယ်ဆွဲချင်နေပြီဆွဲချင်နေရောဒီကြောင်တော့ဆွဲချင်နေဩဘာကြောက်အောင်ကွာဆွဲမဲ့လူလားဖြည်းဖြည်းလုပ်ပါဗျာကဲဒါလေးဗျာကဲမပြောချင်လဲသွားလိုက်တော့ဆိုင်ရအားလားစိုက်ကယ်ရောလူရောအားတယ်အားသိကြတယ်ကဲဘယ်သွားမှလဲအားမအားရတော့ကဲအားပါလေဗျာမနေ့ကတည်းကအားနေဘာမှအလုံးမဖြစ်လို့လို့ဘယ်သွားမှလဲတောင်ကြီးစိုက်ကယ်တော့ဘယ်လိုတောင်ကြီးသွားမလဲခင်ဗျက်လဲလေးမြန်မမအားရဆိုမူလိုက်မရင်းတော့ဒုက္ခမူးနေတာမင်းတို့သွားလိုက်ခါလားကွာပြောတဲ့အကြောင်းမရှိပြောတဲ့အကြောင်းမရှိဘာလို့အလက်ကကိုယ်လည်းမမဟုတ်တာမင်းလည်းမင်းမိမငါလည်းတောင်ကြီးတော့မရောက်ဘူးဘာဖြစ်လို့ဝေးဟုတ်တယ်အဝေးလို့ဘယ်မလားတော့မရဘူးပြီးတော့အဆူသွားဘယ်သွားမှလဲစုလေဟာထောက်ကြအောင်ကြုံမှာမဟုတ်ဘူးခံလိုက်ဖန်ခံရလိမ့်မယ်နေသမားကွာမရှိသမားတိုးဘူးရငါ့ကိုမင်းတို့ရတဲ့ထင်လာလားလုံးရောစိတ်ကြီးတယ်ဟုတ်တယ်အမတရားကြီးပြောနေရတော့ငါသွားနေနေပြောခွင့်မရှိဘူးလားရှိတယ်မင်းပြောခွင့်ရှိတယ်ငါပို့ခွင့်မရှိတာအဲ့လိုကြည့်အားမကယ်ရီယာအားတယ်မင်းသွားချင်တဲ့နေရာအဝေးကြီးပဲမင်းဟိုဒီနီနာဝီစီသွားပါလားဝီစီသွားလို့ဝီစီတွင်တွေ့နေသွားမလားသူ့စိတ်နဲ့သူသွားလိမ့်မယ်နေသမားဘယ်သွားမှလဲပြောဘယ်သွားမှလဲပြောဟိုရင်သွားအဲ့လိုက်ပို့ပေးလိုက်ဗျာဘယ်အိမ်မှမသိတာဘယ်အိမ်လဲလို့ရသဘောပေါက်မင်းမဆိုတာပြောရတယ်တကြောင်လုံးဆွဲတင်တယ်ဆိုလိုက်ပါဟာဒါနင်းနဲ့အိမ်နဲ့ပြဿနာတက်အောင်ကဲနေသမားဒီချိန်မဖွင့်သေးဘူးမဖွင့်ပေါ့ကထိုင်ဆောင်နေလေဟာဘယ်လိုငါကြီးကြတဲ့ကောင်လည်းမသိဘူးကွာဒုက္ခမင်းပတ်စံပါလားစိုက်ထားလိုက်ရဈေးဦးတော့ပေါ့တယ်ငါဘယ်လိုစိုက်ထားမှာလဲနိုးတော့မစိုးချင်ဘူးပေါ့လေဒီမှာပတ်စံပါလေဘောရမအကျွေးလုံးမှာဟာဘယ်အောင်ကျွေးဟုတ်တယ်အကျွေးလုံးကြမလို့ဘူးပတ်စံအပြည့်ပါတယ်ပြောမနော်ရမင်းဝင်ရသွားနေကြရင်ဖွင့်သေးလားဖွင့်တယ်ဟိုတနေ့ကတော့လမ်းကြောင်းရှိလို့3ရက်လောက်ပိတ်တာဟုတ်လားအဲ့ဒါပို့ပြီကဲလားအဲ့တော့ဘူးမအိမ်ကောင်းအဟိုအိမ်မဟုတ်တော့ဘူးလားမဟုတ်တော့ဘူးမမဆိုင်ဘူးတော့ဘူးကမွေးငါရောက်တာလေမင်းဘာကြောက်ပြောနေလဲမွေးငါတဲ့တော့ဘူးမဟုတ်ငါသိရတော့ဘူးမပြီးတော့ဗျာလိုက်ပို့တော့ဘူးမရောက်သွားဖို့ရေးကြီးပြေးဘာလို့မစိုက်ရဟိုမှာဒီမှာတကယ်မူးနဲ့ဗျာဒီဟိုတန်းဘာပြောမလဲလို့လုပ်ကြည့်သူ့လည်းမမဟုတ်တာသူပဲထွက်မလဲငါစိုက်ရဲ့အဲ့တော့လည်းမဆွဲရတာဖွင့်ထားတယ်ဆိုင်ရစုံနေလားမသိပါဘူးမစုံဘူးမပြေရသေးတာမစုံတောင်းလဲမာနေရပဲဘာတောင်းပဲလားမြောက်ပဲလားမေးတယ်ငါပောက်ပေးရတယ်ဦးမဲတောင်းမဟုတ်တော့ပါအေးလားတဲ့ဟာလားဟိုင်းဟာဟေးမဗျာဟာဘလို့အဲ့လိုပြောင်းမြိုင်စီးသွားတယ်ကွာဒါမှမဟုတ်တော့မှာပဲဟာဘလို့ကြီးမောင်းနေတာဟေးဘလို့ကြီးနေရတော့အော်မင်းပြောင်းမြိုင်ထိုင်နေတာလားကွာကြောင့်ငါမောင်းရစမပြေတာဟိုခဏတိုက်တာအဲ့လိုပြောတာအဲ့လိုကလုံးစင်ပြန်တဲ့ပြောင်းလို့နေတော့ဘူးမရဘယ်လားမလဲဘယ်တော့ဘူးမလဲတောင်ပိုင်းလားမြောက်ပိုင်းလားမဟုတ်တောင်ကြီးကတောင်ကြီးဟာတောင်ကြီးကလည်းမရဘူးလေခုနကတောင်ကြီးမလိုက်ဘူးလို့ပြောထားတယ်လေမင်းမခုနတော့ဘူးမလိုက်ဖို့မယ်ဆိုဒုက္ခပါပဲကွာအဲ့ဒီလိုငါအခုပြန်လာခဲ့မယ်စီသွားထည့်လိုက်မှာတောင်ကြီးဆိုဝေးသွားမှာလေဒီနားဆောင်နေလိုက်ဟုတ်ပြီလားအေးနော်ပြန်လာခေါ်မယ်နော်ဟုတ်တော့ပဲပါပြန်လာမယ်1000ယူလာခဲ့မယ်နော်ဟုတ်ပြီနော်တောင်ကြီးကတော့ဘူးပါနော်အေးဟုတ်တယ်ဟိုစီကုံသွားပြီစိုက်ရခဏထားခဲ့မယ်နော်ကြည့်ဟာလားနော်တောင်ကြီးကိုပဲဖို့တော့ဘူးပါရောက်မှလားဘာငါလဲသွားတော့ဘူးပါယောငမူးနဲ့လိုက်သွားတော့ယူကြောင်မကြောင်နဲ့ဘာတွေဖြစ်နေပြီလဲဇာတာကြီးတက်တာလေဒီနေ့ရတော့ရလာမှာပြဿနာတွေပဲရအလဲရတော့သူ့အလဲဆိုတော့လေမူးယူလိုက်သွားတာပေါ့
ကယ်ရီအားလားမလို့ โอเคငါလည်းရော အေးရောက်ငါသွားလိုက်ပြီလို့ပေါ့ငါဈေးဦးလက်ပေါက်တည်အောင်ငါသွားလိုက်ပြီ ကဲတော့ နော်သူကြောင်းတော့ဒါကြီးလက် တာဆုံး ဘယ်သွားမလဲ တာဆုံး ဟုတ်ရပြီတဲ့2000ပဲပေးနော် ဟုတ်ကဲ့ ကျမဈေးသွားမလို့ဖေဖို့လေးပါလိမ့်မယ် ဟောရုပ်တော့ငါညဈေးဘုံမပေးခဲ့ အလူကြည့်နေတယ်ဦးကြောင့်ကြောင့် ဟောဦးကြောင်မဟုတ်လေဟာနဲ့ဝင်များညများငါပေးလားမပေးလားအဲ့ဒါကြည့်နေတာဗောဟာ မပေးလို့လာတော့မှာပေါ့ အေးပါဟုတ်ပါပြီရောတော့ ဒီတော့ အော်ဒီတော့စီဒီပိုင်တဲ့အောင်မလေးငါရေထက်ပြီးမအောင်မလားနေရလဲ ငါတော့မယ်ယူသားစီလူမှုထက်တော့ပြီပေါ့ အော်နေရလဲဟဲ့တောင်းနဲ့လေးထားခဲ့ပါတော့ကြလေဆိုင်ကတူလီမိုးစားပြက်တာလို့ဘာလို့ရှိအောင်မဟောင်း မပြတ်ပါဘူးရှင်ကကြီးမြနဲ့ဟေးတမျိုးလေးနဲ့လည်းရတာမဟုတ်ဘူးကျမကိုလိုက်ဖို့ ဘယ်လိုက်ပေါ့ နင်းလိုက်ဖို့လေ ဟောစီရတော့နေသွားလိုက်တော့လေဟဲ့ဒီမှာငါတယောက်တည်းကြတော့ဒီလက်ကငါအလဲပဲတော့ကြလေငါနှင်းလိုက်ဖို့ပြန်လာတခါငါအလဲပြန်မရောက်ပဲဟိုးနောက်ဆုံးနေရတပြားမှရတာမဟုတ်ဘူးတော့ ညိုးညွညင်နေနော် ညုံညင်းနေပဲရှိရဒီမှာငါဂိတ်မှာငါတစည်းပဲရှိတော့တယ်ဟာတော့သူ့လိုက်ဖို့ပြီးငါပြန်လာနောက်တစ်ဆိုင်ငယ်တည်းပြန်ရောက်လာငါဟိုးနောက်ဆုံးပြန်ရောက်ပတ်စံမရဘူးပြတ်တော့ ကိုကြီး โอเค ဆိုင်ကအားလား အားတယ်လေကဲဒီဟာ ဟာဆိုင်ကကတော့လေဟိုစီးကျင်ဟိုဘောတော့ငှားကျင်တာတော့မဟုတ်ဘူးဟိုလေဗာလေဆိုင်ကစီးတင်ကျင်တာဆိုင်ကမမောင်းတတ်လို့လေအဲ့ဒါပြောတာ ဟောတော့မှမဟုတ်ဆိုင်ငယ်စည်းတင်ကြတာ ဟုတ်တယ် ဆိုင်ငယ်စည်းတင်တာတော့တင်လို့ရပါ ဟိုဆိုင်ကဟိုမမောင်းတတ်လို့ပါကိုကြီး ဟောမိုးလေတော့စီဘိုးတွေပါလေရှိသေးတယ်ခါကျ အပေးမှာဗောကိုကြီးရဲ့အပေးမှာဗောဟိုဆိုင်ကစီးတင်ကြလို့ဒီရက်ခွက်ထဲရောက်တာကြာပြီဆိုင်ကမစီးတတ်ဘူးဆိုင်ကလေးတစ်စီးဝယ်ပြီးတော့လေအဲ့ဒါဟိုဝိုင်းလာလုံးလို့ရ ဆိုင်ငယ်စည်းတင်ပေးရမှာ ဟုတ်ကဲ့ကိုတင်ပေးပါနော် တင်တာတင်ပေးလို့ရတယ်စီဘိုးလေးတွေနဲ့ကြံတော့2000လောက်တော့ပေးပေါ့ နှစ်သားအော်ကိုကြီးရတာဗောပေးမှာဗောနှစ်သားမို့အခုပေးရမလားအခုပေးရမလား အမပေးရမှာပေါ့လက်ငင်းပေးထားမှာ အခု ပေါ့ ပေးရမလားအော်ရတယ်လေကိုကြီးကလည်းဆိုင်ကစီးတက်သွားပြီးပြန်လာပေးမှာဗောကိုကြီးကလည်းနှစ်သား 2000ပေးပါနော် အော်ပေးမှာဗောပေးမှာဗောကိုကြီးကဒီမှာပဲပတ်မှာပေးမှာဗော ဒီရက်ကွက်ထဲမှာတော့တခါမပြင်ဘူးနော်ပျောက်တော့မကြလား မကြသေးကိုကြီးခက်တယ် ဟုတ်လား ကျောင်းလည်းမကြသေး အေးလာမကြီးပထမဦးဆုံးပြမယ်ကြီးပထမဦးဆုံးပြမယ်ဒီမှာတက်ကြည့်ဒီမှာကြည့်တာတော့လေးထွက်လိုက်ပဲ ဟုတ်တော့ အဲ့မှာတွေ့လားဒါဆို free ဆိုတော့ဒါစတဲ့နေတွေ့လားအဲ့မှာဂီယာထိုးပြီဆိုရင်ဒီကောင်ဒီမှာထိုးလိုက်အဲ့ဒါဂီယာဝင်သွားပြီနံပါတ်1ဝင်သွားအဲ့နံပါတ်1လေးနဲ့အမနံပါတ်1လေးနဲ့အသာလေးထွက်ဟော အော်အဲ့ လာလိုက်ပါဒီလာလိုက်ပါ တက်မ အေးပါနောက်ကလိုက်ထိုင်ပြရမှာလေအဲ့မှာ1လေးထိုးပြီးသွားပြီဆိုအသာလေးဒါလီပါလေးဆွဲရတာနော်ဆွဲကြအဲထွက်တယ်တွေ့လားအဲ့ဒါလေစပိန်စီးတယ်မလား စီးတယ်လေကိုကြီးဟုတ်တယ် စီးတယ်စပိန်စီးတယ်ဆိုင်ငယ်စီးရဒါလွယ်တယ်နော်အဲ့လိုလေမချစ်သားလေးဆွဲကြည့်ထွက်ကြည့်ဟုတ်တယ်နော်အဲ့ကကြာရင်ခြေတော်လေးဘတ်ကောက်တင်လိုက်ရပြီဟောင်းကြည့်အောင် အဲ့မောင်းမယ်နော် မောင်းကြည့်လိုက်ဘာလို့တင်ပေးတာဆိုတော့အဲ့လိုလိုက်ထိမ့်ပေးရ ဟုတ်ဟုတ် လဲမယ်ထိမ့်တာဟုတ်တယ်လိုက်တော့ပဋိကြည့်ဟာ ကိုကြီးစင်ပြေလား ကျနှကောက်လား3ကလောက်ပဲမောင်းတယ်ဟန်တယ်ငိမ့်နေအောင်ထိနေတာပဲ ဟုတ်လားတော်တော်စင်ပြေလား အေးပါမသိနေစီးတက်နေတဲ့ပုံစံမျိုးဖြစ်နေတာကွာ ဟဲကိုကြီးတင်ပေးလို့ကောင်းကိုကြီးတင်ပေးတာကောင်းလို့ အဲ့လိုလည်းမဟုတ်ပါကိုအုံလုံးလေးလည်းအရန်ကောင်းတာ ကိုကြီးဒီလည်းလို့ပါလားဟိုလေဟိုဆိုင်ကယ်ဆိုတာလေတယောက်တည်းစီးတက်မှစီးတက်တယ်ကိုခေါ်မလားအဲ့တော့လေဟိုခဏလေးမောင်းကြည့်ပဲလေစီးတက်အောင်စီးတာသိကျင်လို့ အေးပါရတယ်ဟုတ်တာပေါ့နှစ်ယောက်စီးနေတယ်ဆိုကိုလိုက်ထိန်ပေးနေအားရှိနေမယ်လေတယောက်တည်းကျတော့ကိုကဟိုပြောမယ်ဆိုကြောက်ပြီးတော့အခုဖြစ်လာတော့ကိုပို့ထိန်နေတာပေါ့ရစီးကြည့် အဲ့ဒါခဏစီးကြည့်ပဲနော် စီးလိုက်စီးလိုက်အဲ့ပါဒီဆောက်နေမနော် โอเค ဟာစီဝတ်များတာဟဲ့ကြတော်တာဟဲ့
မေမဝိကနေတော့နေသေးတယ်ဟဲ့အမေလက်လူပြီးတက်တာတော့ပြတယ်တက်တာတော်တာဟေးငါသဘက်ဟာဝိအမေကိုကွာတော်တာဟေးအဲ့ဒါငါသဘက်ဒီကဘာစောင်းနေမနော်ဘာလေးတယောက်လေးဆိုင်ငယ်စီးတာတွေ့လေပြန်လဲလာခဲ့ပါလို့စောင်းနေတယ်လို့အဲ့ဒါလေးပြောပေးချားတာဖယ်ဒီမြတ်ပတ်မောင်းနေတယ်လည်းမသိဘူးသူ့ကိုသူစီးတက်သွားပြီဆိုပြီးတော့နိုင်ရောလင်းနိုင်ဖြစ်နေပြီဘယ်အတိမြတ်ပတ်မောင်းလဲကိုတော့လားအေးဘာလဲလို့ရှင်ဂိမ်းမှလည်းမနေပဲနေဒီမှာဘာလာလုပ်နေရလဲဆိုင်ငယ်ဆောင်နေဆိုင်ငယ်ဆောင်နေရအေးဆိုင်ငယ်ဘယ်ရောက်လဲဟောဒီလိုလေကောင်မလေးတယောက်ကအဲ့ဂိတ်ကိုလာတာကယ်ရီသွားဖို့လားဆိုမင်းတော့မဟုတ်ဘူးတဲ့သူကဆိုင်ငယ်ငားကျင်တာမဟုတ်ဘူးတဲ့ဒီရက်ကိုတည်းကပဲလူပြောတယ်ပြောင်းလာတာမကြသေးဘူးတဲ့သူ့ဆိုင်ငယ်စီးတင်မေးပါလားတဲ့ပတ်စံ1000ငွေပဲတဲ့ဆိုတော့အဲ့ငါလည်းဆိုင်ငယ်စီးတင်မေးမယ်ဆိုပြီးတော့အဲ့ဒါငါတင်မေးတာသူကတော့အရှိရပေါ့ငါတော့အနောက်ပါခွာရဲပေါ့ဆိုင်ငယ်နောက်ခောက်လာပဲမောင်းသူတို့ကောင်မလေးကတက်သွားတာခေအဲ့ဒါသူတယောက်တည်းစီးကျင်လို့ဆိုပြီးတော့အဲ့ဒါခဏစီးမယ်နော်ဆိုပြီးတော့မောင်းသွားတာလေးနိုင်လောက်ရှိပြီအခုရှိပြန်မရောက်သေးဘူးထိုင်ဆောင်ပြန်မလာသေးဘူးပေါ့ပြန်မလာသေးဘူးတင်ချာလေးကုန်ပြီးရင်ပြီးတင်ပေးလိုက်တာပေါ့တင်ပေးလိုက်ပေါ့သူတက်သွားတယ်သူတက်သွားတယ်ပလီကောက်ဒီကနေတော့ထွက်သွားကနေတော့ငါတတ်တာတယ်လို့ပြလက်လေးမြောက်တက်တာလို့ပတ်စံကိုပေးသွားသေးလားပတ်စံလည်းမပေးပါဘူးအဲ့ဒါတက်ပြီးအခုပြန်လိုက်ပေးပါလေတခါမှလည်းမတွေ့ဘူးမလားရက်ကွက်ထဲမှာဒီရက်ကွက်ထဲကပြောင်းလာတာမကြသေးဘူးတဲ့အဲ့လိုပြောအခုမှတွေ့ဘူးလားအေးပါအေးပါတွေ့ဘူးချင်းအေးတင်ပေးလိုက်တင်ပေးလိုက်တာတင်ပေးလိုက်တက်သွားတယ်ပတ်စံလည်းပေးလိုက်ဒါလေးကဲအဲ့ဒါတတ်တာမလို့ဘာလဲလုံးအားတာလားလုံးအားတာလားတနာယူနေတာလားပုံနဲ့ငါတင်ပေးတာလေတင်ပေးတာလေအဲ့ဒါရှင်ကိုကလင်ကြီးကြသွားတာရှင်ကိုမလိမ့်တပတ်လှုပ်သွားတာမတက်တာမဟုတ်ဘူးတက်တယ်ရှင်ကိုတနာယူမသိဘူးတမင်းကလှုပ်သွားတာမလည်းရဲ့သိလားအဲ့ဒါရှင်သိလားအဲ့ဒါစိုက်ကြရပါသွားပြီလေစစ်ရဲ့ပါသွားပြီပေါ့ဒီကောင်မလေးဒီရက်ကွက်ထဲမှာနေတာပြောင်းလာမကြသေးဘူးတဲ့ပြောင်းလာမကြသေးဘူးအခုဒီတော့ရှင်နာမလိုက်သေးလို့ကျွန်မပြောပြနေအောင်ရှင်နာမလိုက်သေးဘူးလားဒါဆိုရင်ရှင်ရဲ့ပါသွားပြီကိုတည်းရဲ့ပါသွားပြီပါသွားပြီပါသွားပြီ